ဖုန်းနံပါတ်မှာအစနှလုံးတူရင်ငါတို့နှစ်ယောက်ချစ်သူအနေနဲ့တွဲကြမယ်လေငါရဲ့ဖုန်းနံပါတ်အစတော့369နဲ့စတယ်ခင်ဗျားတို့ရဲ့ဖုန်းနံပါတ်အစတော့ကွန်မန့်မှာမှန်ခဲ့ကြည့်လိုက်ပေါ့We are number 1.